မင်္ဂလာပါခင်ဗျာမုံတိုင်းထန်လုံးနဲ့ဂျိုဆွန်ခီရဲ့ညတညမှာတိုင်းပြည်ကိုပညာရှိစွာအုပ်ချုပ်နေတဲ့ဘရင်ခွန်ခီဟာသူယုံကြည်ခဲ့ရတဲ့အရာရှိကြီးတွေရဲ့တစ္ဆာဖောက်မှုကိုခံလိုက်ရပါတယ်တစ္ဆာဖောက်တွေဟာနန်းတော်ကိုသွေးချောင်းစီးစီးနေပြီးဘရင်ကိုဖြုတ်ချဖို့ကြိုးစားကြပါတယ်ဒီလိုတေးရရှင်ကြီးအခြေအနေမှာဘရင်ရဲ့အယုံကြည်ရဆုံးကိုရန်တော်ဖြစ်တယ်လို့တိုင်းပြည်ရဲ့အတော်ဆုံးသားသမားကျုံစာဘောက်ဟာမွေးကင်းစာသမီးတော်လေးနဲ့ဘရင်ကြီးကိုကာကွယ်ပြီးရန်သူထားတော်တွေကနေလွတ်မြောက်အောင်အသက်လူထွက်ပြေးခဲ့ပါတော့တယ်သူထွက်ပြေးလာတဲ့လမ်းခီကိုပိတ်ဆို့လိုက်တာကတော့တစ္ဆာဖောက်တွေဘက်ကပါဝင်လာတဲ့နောက်ထပ်နန်းတွင်အတော်ဆုံးသားသမားကြီးမင်းဆွန်ဟိုပါပဲဆွန်ဟိုဟာဘရင်ကြီးကိုလူကောင်းမှန်းသိပေမဲ့တိုင်းပြည်နိုင်ငံရေးအတွက်အရာရှိမှုပြိုးရဲ့တွေးထိုးမှုကိုခံရပြီးဒီဒေါ်လာရေးမှာပါဝင်လာခဲ့တာပါဘရင်ကိုကာကွယ်မိသူနဲ့ဘရင်ကိုဖြုတ်ချမိသူတိုင်းပြည်ရဲ့အမိတ်ဆုံးသားသမားနှစ်ယောက်ရဲ့တွေးအေးအေးထားခုပွဲဟာလာရောက်အောင်မှကြောက်မပွဲစတင်ပါတော့တယ်စစ်ပွဲကပြင်းထန်လွန်ပြီးစာပုတ်ရဲ့ပြိုင်ဘက်ကင်းထားချက်တွေကြောင့်အသာစီးရနေခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကရက်ဆက်လွန်ခဲ့ပါတယ်ပြင်းထန်တဲ့ရိုက်ခတ်မှုချမှာစာပုတ်ရဲ့ဓာတ်ဟာတစားစီကွဲချေသွားပြီးအဲ့ဒီထက်မြက်လာတဲ့ဓာတ်အကွဲစားတွေဟာသူ့ရဲ့မျက်လုံးနှစ်ဖက်ထဲကိုစိုက်ဝင်သွားခဲ့ပါတယ်သူ့ရဲ့အိမ်ထဲလဲကျသွားတဲ့မိမိရဲ့အသက်ပေးကိုရန်တော်ကိုကြည့်ပြီးဘရင်ကြီးဟာရင်ခွဲမတက်ခံစားလိုက်ရပါတယ်သူ့ပုံးရဲ့စာပုတ်ရောသမီးလေးပါတီးရတော့မှမို့ဘရင်ကြီးဟာတစ္ဆာဖောက်တွေစီမိမိကိုယ်ကိုအညံ့ခံဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေတမခံရခင်နောက်ဆုံးအချိန်မှာဘရင်ကြီးဟာသူ့ရဲ့ဝိယုံစာကိုစုပ်ဖြဲပြီးသူ့ရဲ့အိမ်ထဲကစာပုတ်စီလှမ်းပစ်ပေးခဲ့ပါတယ်မျက်လုံးကသွေးတွေကြားကနေစာပုတ်နားလေလိုက်တာကတော့ငါရဲ့သမီးလေးကိုခေါ်ပြီးအသက်ရှင်အောင်ပြီးတော့ဒါငါရဲ့နောက်ဆုံးအမိန့်ပဲဆိုတာပါပဲဆုံးရှုံးလိုက်ရတဲ့ဘရင်ကြီးအတွက်ငိုကြွေးခြင်းများစွာနဲ့စာပုတ်ဟာမွေးကင်းစာကလေးမလေးကိုရင်ခွင်ထဲအတင်းပိုက်ပြီးတောနက်ထဲကိုလွတ်မြောက်အောင်တန်ရာတွေနဲ့ထွက်ပြေးခဲ့ပါတယ်သွေးရိုင်ထဲကနေထွက်ပြေးရင်းနဲ့စာပုတ်ဟာအတိတ်ကိုတတိယသွားပါတယ်သူဟာအရင်ကချင်းမင်းဆက်ထောင်ကနေထွက်ပြေးလာတဲ့ရာဇဝတ်သားတော်ပြေးတယောက်ပါအဲ့ဒီတုန်းကဘရင်ကြီးကိုယ်တိုင်သူ့ရဲ့ပါရမီကိုမြင်လို့နန်းတော်ခေါ်ပြီးတေချာလေ့ကျင့်ပြီးကကိုရန်တော်ခန့်ခဲ့တာပါမိမိလိုလမ်းဘေးလူတယောက်ကိုလူရသွင်းခဲ့တဲ့ဘရင်ကြီးရဲ့ကြီးစုကြောင့်စပုတ်ဟာဒီကဘာပေါ်မှာအသက်ရှင်နေတဲ့၍ဘရင်သမီးတော်လေးကိုအသက်ပြီးကာကွယ်ဖို့စိတ်ထဲမှာတစ္ဆာဆိုခဲ့ပါတယ်ထိုဖြစ်ရဆိုကြီးပြီးနောက်18နှစ်တီးကြာသွားခဲ့ပါပြီစပုတ်ဟာနန်းတွင်းစစ်တီတွေဘလို့မှရှာမတွေ့နိုင်တဲ့တိုးတောင်တွေထဲမှာပဲတိတ်တဆိတ်အခြေချနေထိုင်ခဲ့ပါတယ်သူဟာမိမိရဲ့ကဘာဟောင်းကိုစွန့်လွတ်ပြီးနာမည်ကိုတဲယူလို့ပြောင်းလိုက်တယ်လို့ဘရင်သမီးတော်လေးကိုလည်းတဲအုတ်လို့အမည်ပေးကမိမိရဲ့သမီးအရင်လေးတယောက်လိုချစ်ချင်းမြတ်တာအပြီးနဲ့ပြုစုပြောထောင်ခဲ့ပါတယ်ထဲယူနဲ့သမီးလေးထဲအုတ်တို့ဟာဘားကောင်တွေအမဲလိုက်အရီခွန်ရောင်းပြီးဆင်းရဲပေမဲ့အေးအေးချမ်းချမ်းနဲ့တန်ရောစိန်ကြီးစွာရှင်သန်နေကြပါတယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးမဲ့ပြဿနာကရောက်လာပါတယ်လွန်ခဲ့တဲ့18နှစ်ကထိုင်ရာကြောင့်တဖြည်းဖြည်းနဲ့ထဲယူရဲ့မျက်လုံးတွေကကွဲလို့ပြီးပါမှုန်ဝါလာတာပါပဲဖခင်ဖြစ်သူကိုရမှာဒူးထောက်ငိုကြွေးနေတာကိုတွေ့သွားတဲ့သမီးလေးထဲအုပ်ကရင်ကွေးမတက်ခံစားရပြီးဆရာဝန်တယောက်ကိုတိတ်တဆိတ်ခေါ်ပြခဲ့ပါတယ်ဆရာဝန်ကထီးယူရဲ့မျက်လုံးကိုစစ်ဆေးပြီးဒီအတိုင်းထားရင်မချခင်လုံးဝကွယ်သွားလိမ့်မယ်ဒါကိုကုချင်ရင်ရွာထဲကကုံသွယ်ရေးစခန်းမှာပဲရနိုင်တယ်အလွန်ရှားပါပြီးဈေးကြီးတဲ့ဆေးပင်တစ်မျိုးနဲ့ချက်ချင်းကုရမယ်လို့အကြံပေးပါတယ်သမီးဖြစ်သူထဲအုပ်ကသူမအသက်ထစ်ချရတဲ့ဖခင်ကိုမျက်စိမကွယ်စေချင်တာမို့ဒဏ်ရာတွေကြားကအတင်းပူစားပြီးဖခင်ကိုခေါ်ကတောင်ပေါ်ကနေရွာဘက်ကိုဆင်းလာခဲ့ပါတော့တယ်ဒီအချိန်မှာဂျိုဆွန်ပြည်ကြီးကိုဘရင်အစ်စ် King Injo ကအုပ်ချုပ်နေပါတယ်ဘရင်ဟောင်းကိုဖြုတ်ချခဲ့တဲ့တစ္ဆာပေါင်းကြီးတွေဖြစ်တဲ့စွင်းဟိုနဲ့မတ်ယူတို့လည်းယာရူကြီးကြီးရနေကြပါတယ်ဒါပေမဲ့တိုင်းပြည်ကတော့ငရေခံပါပဲချင်းမင်းဆက်ရဲ့ဖိနှိပ်မှုကိုခံနေရပြီးချင်းစစ်တီတွေဟာကိုရီးယားအမျိုးသမီးတွေကိုလမ်းပေါ်မှာနေကြုံအဖြစ်ဖမ်းဆီးပြီးစိတ်ကြိုက်နှိပ်စက်စော်ကားနေကြတဲ့အချိန်ဖြစ်ပါတယ်ချင်းမင်းဆက်ရဲ့ခေါင်းဆောင်ဂူရူထိုင်ဟာဂျိုဆွန်အရာရှိတွေစီကနေအစမတန်ငွေညှစ်နေပါတယ်ဘရင်ကြီးဂွမ်ဟေးကိုဖြုတ်ချခဲ့တဲ့အရာရှိကြီးစံကိုဟာလက်ရှိတိုင်းပြည်ကဘရင်အသစ်ရဲ့လက်ထက်မှာပြည်သူတွေပိုးပြီးငရေချနေတာကိုမြင်ပြီးနောင်တတရားတွေအကြီးအကျယ်ရလာပါတယ်သူတို့လုံးရမားခဲ့မှန်းသိလို့သူဟာယာရုကထွက်စာတင်ပြင်ဆင်ပါတော့တယ်ရွာထဲကိုရောက်လာတဲ့ဒေးယူနဲ့သမီးလေးဟာဈေးထဲမှာချင်းမင်းဆက်ရဲ့လူမိုက်တွေကကိုရီးယားအမျိုးသမီးတွေကိုကြုံအဖြစ်အဓမ္မဆွဲခေါ်နေပြီးလင်ယောက်ျားဖြစ်သူကဒူးထောက်ငိုယိုတောင်းပန်နေတာကိုမြင်ရပါတယ်စိတ်ကောင်းရှိတဲ့သမီးလေးတေအိုကဝင်ကူညီဖို့လှမ်းអော်ပေမဲ့မိမိတို့လျှို့ဝှက်ချက်ပေါက်ကြားပြီးသမီးလေးဘေးဒုက္ခရောက်မှစိုးရင်တဲ့တေယူကသမီးကိုတားဆီးပြီးခေါ်ထုတ်သွားပါတယ်တစ်ဖက်မှာတော့အရာရှိမုခီယိုကချင်းမင်းဆက်ရဲ့မင်းသားလည်းဖြစ်ရက်ဆက်တဲ့ဓာသမားလည်းဖြစ်တဲ့ဂူရူတိုင်းနဲ့တွေ့ဆုံဆွေးနွေးပါတယ်ဂူရူတိုင်းကဂျိုဆွန်လူမျိုးတွေကိုခွေးတကောင်လိုစော်ကားလွန်းလို့အတူပါလာတဲ့ဆွန်ဟိုကဒေါသထွက်ပြီးဓာကိုတင်းတင်းဆုပ်ကိုင်လိုက်ပါတယ်ဂူရူတိုင်းကဆွန်ဟိုရဲ့အစွမ်းကိုစမ်းချင်လို့သူ့ရဲ့ကိုရန်တော်လူသက်သမားဟွာဆမ်နဲ့အသီးအလေးရှင်ပြိုင်ခိုင်းပါတယ်ဂူရူတိုင်းရဲ့အတော်ဆုံးလူသက်သမားဟွာဆမ်ဟာဘဝင်မြင့်ပြီးမောက်မာစွာအော်ဟစ်တိုက်ခိုက်ပေမဲ့ဝါရင်နန်းတွင်းဓာသမားကြီးစန်းဟိုကတော့တီငိမ်လုံးနေပါတယ်
ဟွာဆန်ရဲ့အကွက်တွေကို EECC ရှောင်းတိန်ပြီးတစ်ချက်ထဲတိုက်ခိုက်ကဟွာဆန်ကိုအရှက်ရအောင်ပြက်ပြက်သားသားအနိုင်ယူပြလိုက်ပါတယ်ဒါကိုကြည့်ပြီးဂူရူတိုင်းကဆန်ဟိုးကိုပို့ပြီးမျက်စိကျသွားပါတယ်တဲယူနဲ့သမီးလေးဟာကုံတွေရေးစခန်းကိုရောက်သွားပြီးစေးပင်ရဲ့ဈေးနှုန်းကိုမေးတဲ့အခါသူတို့မတတ်နိုင်လောက်အောင်စီးကြည့်နေပါတယ်သမီးလေးတဲအုပ်ကသူမအသေးအတန်ပြင်းစင်လာတဲ့တားရီခွင်နေနဲ့အားကိုးတကြီးလဲဖို့ကြိုးစားပေမဲ့စိတ်တဆနာနာကုံထဲမှာဟွာဆွန်ကနှာခေါင်းရှုပ်ငင်းပယ်လိုက်ပါတယ်အဲ့ဒီလိုစိတ်ပြတ်နေတဲ့အချိန်မှာပဲရက်ဆက်တဲ့ဂူရူတိုင်းနဲ့သူ့လူတွေအဲ့ဒီစခန်းကိုမောင်းမာမာနဲ့ရောက်လာကြပါတယ်ထဲယူကသမီးလေးစိတ်မကောင်းဖြစ်မှာဆိုလို့ဈေးထဲမှာသမီးလိုချင်နေတဲ့လက်ကောက်လေးကိုခိုးဝယ်ပြီးစားတော့ဆိုင်တစ်ခုမှနားနေပါတယ်တစ်ဖက်မှာတော့အရာရှိမှုယိုကသူ့ရဲ့မိခင်အိုကြီးကိုပြုစုဖို့စိတ်ချရတဲ့မိန်းကလေးတစ်ယောက်ရှာခိုင်းတဲ့အခါပုံတယ်မှာဟွာဆန်ကပတ်စံလိုနေတဲ့သမီးလေးတဲအုပ်ကိုတတိယသွားပြီးမှုယိုရဲ့ရုပ်မာတဲ့အကြံစီကိုမသိပဲမိတ်ဆက်ပြီးကိုကြံစီပါတော့တယ်အရာရှိမြူယိုကသမီးလေးတဲအုပ်ကိုမြင်မြင်ချင်းသဘောကျပြီးသူ့ရဲ့သမီးအရင်လိုမွေးစားမယ်စီးစိမ်တွေပေးမယ်အပြင်ဖခင်ဖြစ်သူအတွက်အကောင်းဆုံးဆေးဝါးတွေပေးမယ်လို့လှည့်စားကမ်းလှမ်းပါတယ်သမီးလေးဟာဖခင်မျက်စိပြန်ကောင်းဖို့တစ်ခုတည်းကိုပဲတွေးပြီးဒီကမ်းလှမ်းချက်ကိုတေးယူကိုမပြောဘဲခေါင်းကြီးလက်ခံလိုက်ပါတယ်နောက်တနေ့အရာရှိမုတ်ယိုးရဲ့အိမ်ကိုရောက်လာတဲ့ဓာသမားကြီးစွန်းခိုးဟာအဲကန်းထဲမှာထီအုပ်ချန်ထားခဲ့တဲ့အဝတ်ထဲနဲ့အသွန်းဆောင်တွေကိုမြင်ပြီးရင်ထိတ်သွားပါတယ်အဲ့ဒီအဝတ်ဒီဇိုင်းနဲ့သွေးကွက်တွေဟာလွန်ခဲ့တဲ့18နှစ်ကဘရင်ကြီးဂွမ်ဟီစီမှာပဲရှိခဲ့ပြီးသူ့ကိုယ်တိုင်စားပုတ်စီပြစ်ပေးတာကိုမြင်ခဲ့ရတဲ့အရာတွေဖြစ်နေလို့ပါပဲထေယူတယောက်စားတောက်ဆိုင်ပြန်ရောက်တဲ့အခါသမီးလေးတယောက်တည်းအရာရှိအိမ်လိုက်သွားပြီဆိုတာသိလို့ရင်ပူပြီးလိုက်ရှာပါတယ်အဲ့ဒီချိန်မှာကုံတော်ရေးစခန်းကိုဂူရူတိုင်းရဲ့လူမိုက်3ယောက်ရောက်လာပြီးမိန်းကလေးတွေကိုအဓမ္မကျင့်ဖို့ကြိုးစားပါတယ်သမီးလေးတဲအုပ်ကလောက်လေးခွားနဲ့လှမ်းပစ်ပြီးကုညီလိုက်ဟာကနေကလေးမလေးကိုပါဖမ်းဖို့ဖြစ်လာပြီးပြဿနာအကြီးအကျယ်စတာပါတော့တယ်လူမိုက်တွေကကလေးမလေးကိုပါကျွန်တော်ဖြစ်ဖမ်းဖို့လုပ်တဲ့အချိန်မှာတော့တေယူရောက်လာပါတယ်အစာပိုင်းမှာတေယူကသမီးလေးဘေးကင်းဖို့အတွက်ဒူးထောက်တောင်းပန်ပြီးပြဿနာကိုအေးချမ်းအောင်လုပ်ပေးမယ်လူမိုက်ခေါင်းဆောင်ဟွာဆမ်ကသမီးလေးကိုအပျော်ပါအတွက်ကျွန်တော်ဖြစ်တောင်းဆိုလိုက်တဲ့အခါမှာတော့တီယူရဲ့သွေးတွေစုပွက်လာပြီး18နှစ်ကြာဟွက်ထားတဲ့ဓာတ်ချက်တွေနဲ့ဟွာဆမ်ကိုစက္ကန့်ပိုင်းတွင်တိလူမျိုးပါအလေးထိုးနှိမ်နှင်းလိုက်ပါတယ်ဒီတိုက်ပွဲကိုကွယ်ရာကနေမြင်သွားတဲ့စင်ဟိုဟာကိုရန်တော်စာဘော့နဲ့ဘရင်သမီးတော်တကယ်ပဲအသက်ရှင်နေသေးမှအတီးပြုတ်နိုင်ခဲ့ပါတယ်အဲ့ဒီညမှာပဲထေးယူဟာသမီးလေးကိုသူမရဲ့တကယ်မွေးမိခင်ဖခင်လေးအကြောင်းလျှို့ဝှက်ချက်ကိုဖွင့်ပြောလိုက်ပါတယ်ဒါပေမဲ့သမီးလေးကဘသူပဲဖြစ်ဖြစ်အဖေဟာသမီးရဲ့အဖေပါပဲဆိုပြီးဖခင်အတွက်ဆက်အလုပ်လုပ်မယ်လို့ဆုံးဖြတ်ပါတယ်တကယ်တော့အရာရှိမှုယိုးကစိတ်ကောင်းရှိလို့သမီးလေးကိုမွေးစားတာမဟုတ်ပါဘူးချင်းမင်းဆက်ကသူတို့အရာရှိတွေရဲ့သမီးတွေကိုကြုံအဖြစ်တောင်းဆိုတဲ့အခါမူယိုးကမိမိသမီးအရင်ကိုကာကွယ်ဖို့အတွက်စင်းရဲတဲ့သမီးလေးတေအုပ်ကိုအစားထိုးပြီးကြုံအဖြစ်ပေးအပ်ဖို့ကြံစည်နေတာဖြစ်ပါတယ်ချင်းမင်းသားကူလူတိုင်းဟာအရာရှိမုယိုကသူ့ကိုသစ္စာဖောက်ဖို့ကြံနေမှန်းသိသွားတဲ့အတွက်စစ်တပ်လှုပ်ပြီးမုယိုရဲ့အိမ်တော်ကိုဝင်စီးကတအိမ်လုံးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ပါတော့တယ်။သမီးလေးတေးအိုပါအသက်ခံရမယ်ဆဲဆင်းမှာဆင်းဟိုရောက်လာပြီးကူလူတိုင်းစီမှာဒူးထောက်အမှုထမ်းမယ်လို့ကမ်းလှမ်းလိုက်လို့သမီးလေးအသက်ချမ်းသာရသွားပါတယ်။တောထဲမှာရန်သူတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုခံရတဲ့တီးယူလာသမီးလေးအန်ဒီရဲရှိနေပြီဆိုတာသိပြီးကုံသွေးရေးစခန်းကိုပြန်ပြေးပါတယ်။အဲ့ဒီမှာသမီးလေးကိုလာရှာတဲ့လူသက်သမားဟွာဆမ်နဲ့ပြန်တွေ့ပြီးဒီတခါတော့တီးယူကအာညာတာမှုမှမရှိပဲဟွာဆမ်ကိုအယူဒီကြီးမွားသွားတဲ့အထိရက်ဆက်ဆက်တပ်ပစ်လိုက်ပါတယ်။ထေယူဟာအရာရှိမှုရိုးရဲ့အင်ဂျိုကိုရောက်သွားတဲ့အခါအားလုံးအလောင်းတွေဖြစ်နေပါပြီ။သမီးလေးကိုချင်းမင်းဆက်စစ်စခန်းကိုခေါ်သွားပြီးဆိုတာသိတာနဲ့တပြိုင်နက်ထေယူဟာဒေါသအဟုန်ပြင်းစွာနဲ့ရန်သူတပ်စခန်းစီကိုတယောက်ထဲဓာတ်တလက်နဲ့ချီတက်ပါတော့တယ်။ချင်းမင်းဆက်ရဲ့အမျိုးသမီးကုန်ကူးတဲ့စခန်းကိုတေးယူရောက်သွားပါတယ်။အဲ့ဒီမှာကိုရီးယားအမျိုးသမီးတွေကိုမိုးရင်းကျင်းဖို့လုပ်နေတဲ့စစ်သားတွေကိုဒေါသတကြီးနဲ့အပိုင်းပိုင်းဓာတ်ခုတ်ပိုင်းဖြတ်ပြီးတပ်ပစ်ပါတယ်။ဒါပေမဲ့အဲ့ဒီစခန်းမှာသမီးလေးကိုမတွေ့ရပဲသူမရဲ့လက်ကောက်လေးကိုပဲပြန်တွေ့ရပါတယ်။အရာရှိမှုကြီးကသူ့သမီးကိုကဲဖို့စစ်တပ်နဲ့ချင်းစခန်းကိုလာတိုက်ပေမဲ့ချင်းဆက်တပ်ရဲ့တနက်တွေကြောင့်ကိုရီးယားစစ်သားတွေအကုန်တိဆုံးကုန်ပါတယ်။မှုကြီးထွက်ပြေးဖို့လုပ်ချိန်မှာတေးယူရောက်လာပါတယ်။တေးယူဟာရန်သူတွေရဲ့တနက်ကြီးစံတွေကိုရန်သူအလောင်းတွေကိုဒိုင်းရဖြစ်တုံပြီးကတ်သွားကတနက်သမားအားလုံးကိုဓာတ်နဲ့ပဲတုတ်တင်ပြလိုက်ပါတယ်။တဲယူရဲ့မဟာလူသားဆန်တဲ့အစွမ်းကိုမြင်သွားတဲ့အရာရှိမုတ်ယိုဟာသူဟာလွန်ခဲ့တဲ့18နှစ်ကကိုရန်တော်စာပုတ်မှန်းတည်သွားပြီးဒူးထောက်မှုယိုကငါသမီးကိုကယ်ပေးပါလို့တောင်းပန်ပါတယ်။မျက်စိကွဲလူနီးပါဖြစ်နေတဲ့တဲယူကမင်းတို့တစ္ဆာဖောက်ခဲ့လို့တိုင်းပြည်ဒီလိုဖြစ်ရတာလို့ပြောပြီးမူလဲသွားပါတယ်။ကုံတယ်မဟွာဆောင်ရဲ့ဆောင်ရှောက်မှုကြောင့်ထဲရွယ်တတိယလာပြီးရှားပါဆေးပင်နဲ့မျက်စိကိုခစ်တာကုတာလိုက်ပါတယ်။ပြီးနောက်သူဟာဓာတ်ပပဲဆရာစီကနေအကောင်းဆုံးဓာတ်အသစ်တစ်လက်ကိုတွားရောက်ထုတ်ယူပြီးသမီးလေးရှိရာဂရုတိုက်ရဲ့ဗဟိုစခန်းစီကိုလက်ကူတော့ဝင်ရောက်သွားပါတော့တယ်။စခန်းမှာတော့ဝါရီဓာတ်သမားကြီးစွန်းဟိုးကစောင့်နေပါတယ်။
တိုင်းပြည်ရဲ့အတော်ဆုံးဓာသမား2ယောက်ဟာသမီးလေးမျက်စိရှိမှတယ်အသက်လူဓာခုတ်ပွဲဆင်နွှဲကြပါတယ်2ယောက်လုံးအစွမ်းချင်းတူပေမဲ့သမီးလေးကိုကဲတင်ခြင်းနဲ့ပြင်းပြတဲ့စိတ်ဓာတ်ကြောင့်နောက်ဆုံးမှာတေးယူကစွန်ဟိုးကိုအနိုင်ယူတပ်ဖြတ်လိုက်နိုင်ပါတယ်နောက်ဆုံးမှာတော့အတီးကရန်သူကြီးဂူရူတိုင်းနဲ့တေးယူတို့ထိတ်တိုက်တွေ့ကြပါတယ်ဂူရူတိုင်းရဲ့မြန်နှုံးမြင့်ဓာချက်တွေကြောင့်တေးယူတန်းရရပေမဲ့သမီးလေးကိုဓာနဲ့ထောက်ပြီးချင်းချောက်လာတဲ့အခါမှာတော့တေးယူဟာသူ့ရဲ့အစွမ်းကုန်ဓာချက်နဲ့ဂူရူတိုင်းကိုအသေးတက်ပြီးသမီးလေးကိုကဲတင်နိုင်ခဲ့ပါတယ်တရားဝင်မင်းကောင်းမင်းမြတ်ကိုတစ္ဆာဖောက်ခဲ့လို့ဒုက္ခရောက်ခဲ့ရတဲ့တိုင်းပြည်ကြီးမှာဖခင်နဲ့သမီးလေးကတော့တောထောင်ထဲမှာအီချမ်းစွာနဲ့ပြန်လည်ရှင်းသန်သွားကြပါတော့တယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလူသားအားလုံးပျော်ရွှင်ခြင်းတွေကိုကိုယ်တိုင်ထုစစ်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ကျွန်တော်တို့ MZA Entertainment ကနေဒီမှာနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေဗျာ